ဘောင်းမီအညူရောင်ကိုဘလိုမျိုးတွေဝစ်ကြစားကြမလဲစိတ်ဝင်စားရဆိုတော့တုံကြီးပဲအညူကလည်းဒီယောက်ျားတွေအကြအယောင်တွေဖြစ်တဲ့အဖြူနဲ့အမဲတွေကဒီကောင်အရန်ကိုလိုက်တယ်ပေါ့နော်မကြည့်ကြည့်အဲဆိုကျွန်တော်ယောက်ျားလေးတွေအကြိုက်ဆုံးအယောင်တွေပဲကျွန်တော်တွဲဝေထားတာနော်ဒါက brown ရယ်အပေါ်က black ရယ်ပြီးအဖြူရယ်ဒါဆိုရင်ပေါ်ပပလည်းဖြစ်မယ်ကလပ်လေးဆန်ဆန်လေးလည်းဖြစ်မယ်လူငယ်ဆန်ဆန်လေးလည်းဖြစ်မယ်အရန်ကြီးလည်းမယိုးဘူးအရန်ကြီးလည်းမရိုင်းဘူးပေါ့နော်တော်တော်လေးမိုက်တဲ့ကာလာကွန်ဘိုပေါ့နော်โอเคကျွန်တော်ပထမဗီဒီယိုမှာလည်းပြောခဲ့တယ်ပေါ့နော်ဒီဘောင်းမီအညိုရောင်ဝစ်တယ်အင်ကြီးလက်ရှိဝစ်ရှင်နေဆိုရင်ကျွန်တော်ဝစ်လေးရှိတဲ့ဟာကဒီလိုမျိုးအဖြူနဲ့အညူနဲ့ပေါ့နော်အပြင်မှာအယောင်လေးတွေတော်တော်လေးလှတယ်ပေါ့နော်လုံးဝကလပ်လေးဆန်ဆန်လေးတကယ်ကိုရီးယားပုံစံ cute wine ပုံစံလေးတော်တော်လေးမိုက်တဲ့ outfit ပေါ့နော်ဒီထဲမှာကောင်မလေးတွေကြည့်နေဆိုရင်ကိုဘဲကိုဒီလိုမျိုးလေးဝတ်ခိုင်းကြောက်ချီပါသွားရင်တော့မသိဘူးနော်ဒါကတော့ဘာရှင်းနောက်တစ်မျိုးပေါ့နော်တစ်ခါတလေကျွန်တော်တို့အင်ကြီးတွေကိုဖြူတွေမဲတွေဝေးရတာစိတ်ညစ်နေပြီစိတ်ကုန်နေပြီပြင်းဖို့ကောင်းနေပြီဆိုရင်တစ်ခါလေ pop ဖြစ်တဲ့ color လေးတွေအယောင်ဆန်းဆန်းတွေဝေးတယ်ဆိုရင်ဒီလိုမျိုးအယောင်လေးဝေးကြည့်ဒါဆိုရင်ဒါ royal blue ပေါ့နော်တကယ်ကို classic အယောင်ယောက်ျားလေးတော်တော်များများဒီအယောင်ကိုဘာလို့မကြိုက်ကြလဲမဝတ်ကြလဲမသိဘူးပေါ့နော်ကိုကတကယ်လို့ဒီအယောင်ကိုဝတ်တယ်ဆိုရင်ဒီကြားထဲမှာခင်းနေမှာကိုကျိန်းနေတယ်ကိုက attention ရသိကြတယ်ပေါ့နော်ဘာလို့ဆိုတော့ဒီအယောင်ကတောင်းတန်ရုံဘယ်ယောက်ျားလေးမှမရှိတော့ဘူးဒါကျွန်တော်အာမခံနေတယ်မယုံရင်ဝစ်ကြည့်တကယ်ပြောတာဒါကတော့နည်းနည်းလူငယ်ဘောစီလေးတွေတထေးသားပေါက်စာလေးတွေကိုပိုင်လုပ်ငန်းရှင်လေးတွေပို့ပပနဲ့အထားကြလေးလူကြီးလည်းမဆန်လူငယ်လည်းမဖြစ်အခါကြလေးဝစ်ချင်တဲ့လူစမတ်ကြလေးဝစ်ချင်တဲ့ brother တွေတော့ပေါ့နော်ပိုလိုရှက်ကဲအောက်ကစတိုင်ပေါင်းမီရဲ့နောက်ဘာလို့သေးလဲစော်ပဲတွေ့တော့တယ်ကဲ brother တို့ကဘယ်လိုမြင်လဲဒီလိုပေါင်းမီလေးတွေဒီလို one set လေးတွေမှားခြင်းနဲ့မှားယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ page ဖြစ်တဲ့ Key Online Shopping page မှာဝယ်လို့ရတယ် see you bye bye